Hi အားလုံးပဲမင်္ဂလာပါဝုံပါဝုံပေါ့နော်ဒီနေ့ knowledge sharing လေးတစ်ခုလာလုပ်ပေးတာပဲဖြစ်ပါတယ်ထိုင်ဝမ်မှာအထက်မြင့်တိုက်တွေမီးလောင်မှုကြောင့်မလို့လူဦးရေ46ဦးထပ်မံသေဆုံးခဲ့ပါတယ်2024လောက်တုန်းကချီလီတောမီးလောင်မှုကြောင့်မလို့လေလူဦးရေ120ကျော်သေဆုံးပြီးတော့အိမ်ထောင်ချီပေါ့နော်မီးလောင်ကျွမ်းသွားတယ်လို့ပုံကသတင်းတွေကနေတဆင့်လေ့လာတွေ့ရှိထားပါတယ်ကျွန်တော်တို့ရဲ့နိုင်ငံမှာလည်းမီးလောင်မှုတွေခဏဖြစ်ပူပါတယ်ရှေ့လျှောက်လဲနွေရာသီရောက်တော့မယ်ဆိုတော့အကယ်၍များကျွန်တော်တို့နိုင်ငံမှာမီးလောင်မှုတွေဖြစ်လာခဲ့မယ်ဆိုရင်ဝုံပထမဆုံးပေးခြင်းတဲ့အကြံကတော့မှတ်ပုံတင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့မှတ်ပုံတင်တွေစမတ်ကတ်တွေအိမ်အောင်စုစည်းတွေအိမ်စာချုပ်တွေပြီးတော့ဘဏ်ကတ်အပါဝင်ပေါ့နော်မိတ်တူကူးထားပြီးတော့ကိုနဲ့တပါးတဲ့တင်ထားကြပါလို့ဘုံကပြောချင်ပါတယ်ဒုတိယတစ်ချက်ကကြတော့အိမ်မှာပဲဖြစ်ဖြစ်ရက်ကွက်အတွင်းမှာပဲဖြစ်ဖြစ်ပေါ့နော်မီးလောင်မှုအသေးစားများပေါ်ပေါက်လာခဲ့မယ်ဆိုရင်အိမ်အတွင်းမှာရှိတဲ့ဆောင်ကိုရေစွတ်ပြီးတော့မီးလောင်နေတာကိုငြိမ်းသက်လို့ရပါတယ်နောက်ဆုံးတစ်ချက်ပေါ့နော်နောက်ဆုံးတစ်ချက်ကကြတော့မီးတွေလုံးဝငြိမ်းလို့မနိုင်တော့ဘူးအကယ်၍များအထက်မြင့်တိုက်တွေများပါခဲ့မယ်ဆိုရင်အဲ့ဒီအထက်မြင့်တိုက်တွေမှာရှိတယ်ပေါ့နော်ဥဆောင်တဲ့သူပဲဖြစ်ဖြစ်အသက်ကြီးတဲ့သူတွေကကြတော့ဥဆောင်နိုင်မှာတော့မဟုတ်တော့ဘူးအဲ့ချိန်ကျတော့လူငယ်တွေများအထက်မြင့်တိုက်တွေမှာရှိခဲ့မယ်ဆိုရင်ရှေ့ဆုံးကနေပြောပေါ့နော်စိတ်မပူကြပါနဲ့ကျွန်တော်ရှေ့ရနေပြီးတော့1နှစ်3လေးတိုင်မြင်ခေါ်ပြီးတော့တိုက်အောက်ထက်တိရောက်အောင်ကျွန်တော်ဆင်းသွားပါမယ်ကျွန်တော်နောက်ကနေပြီးတော့ဖြည်းဖြည်းချင်းလေးလိုက်လာခဲ့ပါဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးလူတွေကိုကဲဆယ်လို့ရရပေါ့နော်ဒါကတော့ဝုံသတင်းတွေကနေတဆင့်လေ့လာတွေ့ရှိထားတဲ့လူတွေရဲ့အသက်ကိုကယ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာတော်တော်များများတွေ့ဘူးတယ်ပေါ့နော်မီးလောင်မှုတစ်ခုဖြစ်ပြီးဆိုရင်လောနဲ့လှုပ်လေရှိရပေါ့နော်လူတွေကအကယ်၍များအဲ့လိုမျိုးမီးလောင်မှုဖြစ်ခဲ့မယ်ဆိုရင်လောနဲ့လှုပ်မယ်ဆိုရင်လူတွေပေါ့နော်ကိုယ့်အသက်ကိုအမှန်တကယ်တော့ကိုယ့်အသက်ကိုကယ်ပြီးတော့ပြေးတာပေါ့နော်ကိုယ့်အသက်ကိုကယ်ပြီးတော့ပြေးတဲ့အချိန်မှာဒါပေမဲ့လူချင်းပေါ့နော်တခါဆိုခလုတ်တွေပါတိုက်တာတို့ပြီးတော့တိုက်အမြင့်ကြီးကနေပြေးတဲ့ချိန်တိုက်မြင့်ကြီးကနေဆင်းပြေးတဲ့ချိန်ကြရင်အမြင့်တိုက်အမြင့်ဆိုတဲ့အတိုင်းလှေကတစ်တွေနဲ့ဗျာကျွန်တော်တို့မြန်မာနိုင်ငံရဲ့တိုက်တွေစောက်တာကြတော့လှေကတစ်တွေနဲ့စောက်တဲ့အချိန်မှာအဲ့ဒီလှေကတစ်တွေကနေပြီးတော့ချော်ကြပြီးတော့လူချင်းထပ်ပြီးတော့သေးကုန်မှာဆိုလို့ပေါ့နော်ဝုံကဒီနေရာနေပြီးတော့အကြံလာပေးတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ဝုံဒီနေ့လုပ်ပေးခြင်းနဲ့ knowledge sharing လေးပဲဖြစ်ပါတယ်ရှုကရန်ခေါ်ရဝအောင်ပါစေတဲ့